မျိုးသမီးကသူ့ဆိုင်မှာလာစားတဲ့သူကဖတ်ထုတ်ရဲ့အစာကိုပဲစားပြီးအကာတွေကိုခြံထားခဲ့တာကိုသတိထားမိသွားတယ်တခုခုမှားနေသလားဆိုပြီးသူကမေးကြည့်တော့စားသုံးသူတွေကအစာကတော့တကယ်ရတာရှိတယ်ဒါပေမဲ့အကာကထူလွန်းနေတဲ့ဒေသခံတွေကအကာထူတဲ့ဖတ်ထုတ်တွေကိုမကြိုက်ကြဘူးလေအဲ့ဒီတော့မှသူလဲချက်ချင်းသဘောပေါက်သွားတာသူကသူ့ဇာတိကနီလန်တိုင်းပဲလုပ်နေတာကိုအဲ့ဒါကဒီကဒေသခံတွေရဲ့အရသာနဲ့မကိုက်ညီဘူးဖြစ်နေတာအိမ်ပြန်ရောက်တော့သူချက်ချင်းပဲအခါကပြန်ဆန်းတက်ပါတော့တယ်တခုချင်းစီကိုတေးသေးချာချာအလင်းနဲ့မြောက်ပြီးအကာပါမပါစစ်ဆေးခဲ့တာပေါ့နောက်တနေ့မှာဆိုင်ပြန်ဖွင့်ပြီးလူတွေလာအောင်အော်ဟစ်ခေါ်ပေမဲ့ဘယ်သူမှလာမဝဲကြဘူးသူ့ဘေးကဆိုင်မှာတော့လူတွေကကြိတ်ကြိတ်တိုးနေတာနော်ညနေဆောင်တဲ့အထိတခုမှမယောင်းရပဲတိုးကုန်တာနဲ့မျက်ရည်တွေကိုအောင်ထားပြီးအကုန်လုံးကိုလွှင့်ပစ်လိုက်ရရှာတယ်ဒါပေမဲ့သူအရှုံးမပေးပါဘူးနောက်တနေ့မှာဝန်တန်းဆိုင်တစ်ဆိုင်ကိုသွားပြီးဆိုင်ရှင်ကိုအကြံဉာဏ်တောင်းကြည့်တယ်ဆိုင်ရှင်ကအရသာကတော့အရန်ကောင်းတယ်ဒါပေမဲ့ဖတ်ထုတ်ခွန်ကိုပပလေးဖြစ်ချင်ရင်တော့အဲကာလိုင်းရေထည့်ရမယ်လို့ပြောပြလိုက်တယ်သူလည်းအိမ်ပြန်ရောက်တာနဲ့ချက်ချင်းစမ်းတာပေါ့ဂျုံနေတဲ့တဲကိုအဲကာလိုင်းရေတပန်းတန်လုံးအကုန်လုံးထည့်လိုက်တဲ့အခါအကာကတော့တကယ်ကိုပပလေးရလေးရလာတယ်ဒါပေမဲ့မြည်ကြည့်လိုက်တော့မှပြန်ထွေးထုတ်လိုက်ရတယ်အဲကာလိုင်းနဲ့ကအရန်ပြင်းနေလို့လေရဲဒီအချိန်မှာစပွဲပေါ်ကစားပလင်းကိုသူမြင်သွားတယ်ဂျုံမုံထဲကိုစားလေးနည်းနည်းထည့်ပြီးမှအဲကာလိုင်းရေကိုအနှံ့ပြောက်တဲ့အထိတစ်ဆက်ချင်းစီတေးသေးချာချာရောဆက်လိုက်တယ်နောက်ဆုံးမှာတော့သူဖြစ်ချင်တဲ့အကာပါပါဖတ်ထုတ်လေးတွေအောင်အောင်မြင်မြင်ရလာပါတော့တယ်ဆိုင်ပြန်ဖွင့်တဲ့အခါမှာတော့ဒေသခံတွေကအရန်ကောင်းတယ်ဆိုပြီးချီးကျူးကြပြီးခဏလေးအတွင်းမှာတင်အကုန်ကုန်သွားခဲ့တယ်ဒါပေမဲ့အောင်မြင်လာတော့လေပြဿနာကပါလာတာပဲလေအဲ့ဒီနာကလူမိုက်ကိုင်းစရာတွေကစက်ကြီးလာတောင်းကြတာပေါ့သူတို့ကသူ့ရဲ့သမီးလေးကိုပါခေါ်သွားဖို့လုပ်တဲ့အခါမှာတော့ဓာတ်ကိုဆွဲပြီးသမီးတွေရှေ့ကနေမမမက်မက်ရက်ပြီးကာကွယ်ခဲ့တယ်အဲ့ဒီမှာတင်ကိုင်းစရာကြီးကကြောင်သွားတာဘာလို့လဲဆိုတော့သူ့မိကလည်းငငယ်တုန်းကသူ့ကိုဒီလိုပဲကာကွယ်ပေးခဲ့ဘူးလို့လေမျိုးသမီးရဲ့တတိကိုသူကသဘောကျသွားပြီးဖတ်ထုတ်တပန်းကန်မှာစားလိုက်တယ်စားပြီးတော့လေတဖွက်ဖွက်ချီကျူးပြီးသူ့လူတွေအတွက်ပါတယောက်တပန်းကန်စီမှာပေးခဲ့တယ်အဲ့ဒီအချိန်ကစားပြီးဘယ်သူမှသူ့ကိုလာမနှောက်ရှက်တော့ဘူးပေါ့အဲ့ဒီအချိန်မှာပဲဖောက်တဲ့တယောက်ကအိမ်ယူသွားဖို့အတွက်အစိမ့်လိုက်ဝဲခြင်းနဲ့လို့ပြောလာတယ်သူကမနှက်ဖြန်ဆိုပုတ်သွားလိမ့်မယ်လို့ပြောပြီးညင်းတဲ့အခါဖောက်တဲ့ကအိမ်မှာရေခဲတစ်တာရှိတယ်လေလို့ပြန်ပြောလိုက်တယ်အဲ့ဒီစကားကသူ့ကောင်းထဲကိုလျှက်ခနဲ့အတွေ့အကြုံတစ်ခုဝင်လာစေခဲ့တယ်။ဒီလိုရှင်းတဲ့အတွေ့လေးကပဲနောက်ပိုင်းမှာသူ့ကိုဘီလီယံနာတစ်ယောက်ဖြစ်လာစေလိမ့်မယ်လို့သူလုံးဝမထင်ထားခဲ့မိဘူးလေခဲဒီကားလေးကြည့်ပြီးတော့ကြည့်ရှုသူတို့ရောဘီလီယံနာဖြစ်ဖို့အတွေ့တွေရနေကြပြီလားပြောသွားကြပါဦး။